mimi rồi thì chơi cả ở cô số grandma friends của đi là thì chơi này tao nên tìm được là chú unit 6 của giáo bị nó ok unit 6 liều sao bây giờ thì chơi rồi đi là chạy à unit 6 ya cao sinh này my family tata mimi how many family members do you have my 4 family member 3 family members no and tata mimi do my family လို့ပြောလိုက်တာ ਨੇ Pepe father mother brother sister ဒါမျိုးတွေကိုသတိရလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီ my family နဲ့ပတ်သက်ပြီး teacher တို့လေ့လာရမှာဒါတဲ့ subject pronoun subject pronoun တွေကဘာတွေလဲဆိုလို့ရှိရင်ကလေးတို့ subject pronoun ကို teacher ဒီနားလေးမှာရေးပြခြင်း ਨੇ ပြီးရင်တတမီတို့ကလည်းစာအုပ်ထဲကိုပြန်ပြီးတော့ပူးထည့်ထားရမယ်နော် subject pronoun တွေကဘာတွေလဲဆိုရင်တဲ့ I we you he she it they လို့မှတ်ရမယ်ဒါဆိုရင်ဒါတော့မျိုးကပြန်ပြောပေးပါအောင်ဒီချက်ကို subject pronoun တွေကဘာတွေလဲဆိုရင် I we you he she it they okay ပြီးရင်ဒီချက်တို့ yes no question လေးတွေလေ့လာကြမယ် possessive ဆိုရဲပိုင်ဆိုင်မှုအကြောင်းပြောတဲ့စကားလုံးလေးတွေကိုလည်းလေ့လာကြမယ် okay စရအောင် I'm and your I am and your နော်ဒီ I ဆိုလို့ရှိရင် am ဖြစ်မယ် you ဆိုရင် are ဖြစ်မယ်ဒါမျိုးလေးပေါ့ I am and your I am your dad hey I am and your dad ဖေဖေကမင်းရဲ့ဖေဖေနော်ငါကမင်းရဲ့ဖေဖေနော် your aunt my dad ညငါဖေမဟုတ်ပါဘူးတဲ့အဲဆိုရင် you're my brother မင်းကငါရဲ့အကိုလေးတဲ့ yes I am Jing your brother yes I'm Jing your brother ဟုတ်တယ်ငါ Jing လေမင်းရဲ့အကိုပေါ့ and your Alexa my sister မင်း Alexa ငါညီမလေးလေတဲ့ okay ဒါဆိုသားမျိုးတို့ teacher ဖတ်ဆဲလေးလေ့လာကြည့်အောင်နော် I and you are subject pronoun I နဲ့ you are the subject pronouns လေးဖြစ်ပါတယ် we use I for our sex I ကိုတော့ teacher တို့တွေတသားမျိုးတို့တွေကကိုအတွက်သုံးရမယ် we use you for a person we are talking နော် teacher တို့စကားပြောနေရဲ့သူတရားအတွက်ဆိုလို့ရှိရင်တော့ you လို့သုံးရမယ်တဲ့ the pronouns are singular တွေဆိုရင် I you he she it plural ဆိုရင်တော့ we you they လို့မှတ်ပါမယ်တသားတော်မျိုးတို့singular နဲ့ plural တွေပဲလေရှင်းမှာသိထားပြီးသားဖြစ်မှာပါ singular is one plural is two or more than two နော်နှစ်ခုတော့မဟုတ်နှစ်ခုတက်ပေါ်တဲ့ဟာဆိုလို့ရှိရင် plural လို့တချို့တွေမှတ်ရမယ် I'm Alison I'm not Jing ငါက Alison တော့ Jing မဟုတ်ဘူးနော် you're Jing you ain't my dad မင်းက Jing ငါရဲ့အဖေမဟုတ်ဘူး I'm ဒါဆိုလို့ရှိရင်ဒီမှာ short form contraction လို့ထားတယ်လို့ခေါ်တယ် I am အဲ့ဒါလေးကိုအတူကောင်းလေးပြောတဲ့ teacher တို့က I'm ဒီလိုမျိုးလေးပြောတယ် you're ဆိုရင် you are ဒါဆိုရင်အတူကောင်းလေးနေနဲ့ your ဒီလိုမျိုးလေးပြောမှာဖြစ်ပါတယ် your number 1 draw yourself and write ဒါမီတို့ကပုံလေးတစ်ပုံဆွဲမယ်ပြီးလို့ရှိရင်ဒီမှာသူ့လိုမျိုးနာမည်လေးရေးပြီး I am Danဒါမီတို့ဆွဲရမယ်ပုံလေးဆွဲပြီးတော့ I'm Sue I am like that so ပုံလေးဆွဲရမယ်ဖြစ်တယ် okay နံပါတ်2လေးသွားရအောင်နံပါတ်2 number the pictures ပုံလေးတွေကိုဒီကျတော့ number လေးတွေတက်ကြရအောင်ဒါဆိုရင် number 1လေးကကျတော့I'm grandpa ဖို့ grandpa okay number 2က I'm Alison where is Alison oh yeah Alison ရဲ့ number 2က I'm grammar where's grammar where yeah grammar number 3 next one I'm Jane oh teacher make mistake Jane is a boy and Alison is a girl if so here Jane is a fool and then Alison is number 2 yes okay and then I'm mom mimi no number 5 I'm dad Pepe no I am 6 no and dad number 6 ဒီလိုလေးဖြစ်တယ် okay number 3လေးသွားမယ်ဒါလည်းပြော number 3က read the works in the correct order ဒီစကားလုံးလေးကို teacher တို့က correct order လေးဖြစ်အောင်မှန်မှန်ကန်ကန်လေးဖြစ်အောင်ပြန်စီကြရမယ်ပေးထားတာလေးက my grandpa your ဒါဆိုရင်ပြန်စီတဲ့အခါမှာ
You're my grandpa okay ဒါဆိုရင်နောက်တော့မျိုးနံပါတ်2လေးကြည့်ပါဦးပေးထားတာလေးက my grandma your ဒါဆို teacher တို့ကဘယ်လိုပြန်စီကြမှာလဲပြန်စီတဲ့အခါကျလို့ရှိရင် your my grandma လိုလေးဖြစ်မယ်ငါအောက်မှာဆိုလဲနံပါတ်3ကပေးထားတာလေးက my ပြီးရင် sister your ဒါဆို teacher တို့ကဘယ်လိုရေးမှာလဲဆိုတော့ y-o-u apostrophe i your my sister okay နံပါတ်4လေးကြည့်ရအောင်နံပါတ်4လေးဆိုရင် you my aunt sister ဆို you and my sister ဒီလိုမျိုးလေးဖြစ်မှာပေါ့နော် you aren't my sister and my sister okay နံပါတ်5လေးဆိုရင်တသားတို့မီတို့ you're my mom နံပါတ်5လေးကyou're my mom ဒါဆိုလို့ရှိရင် apostrophe re my mom you're my mom okay အခုနံပါတ်6လေးဆိုရင်တသားတို့မီတို့ရေ you ain't my mom you ain't my mom လေးဖြစ်ရမယ် okay တသားတို့မီတို့ဒါဆိုအခု teacher တို့ပြောသွားတဲ့အကြောင်းအရာလေးကကိုပြောမယ်ဆိုရင် I ကိုကနေပြီးတော့တခြားသူတယောက်ကိုပြောမယ်ဆိုရင် you လို့ပြောရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးဒီနားလေးမှာ break လိုက်မယ်နောက်တစ်ခုနဲ့